တကယ်ချင်းတို့ရေကျွန်တော်မွေးထားတဲ့ဒီရေပွဲကလူချင်းတွေကိုကြည့်တဲ့အကဲခတ်တလားဆိုတာအခုတော့ကျွန်တော်တကယ်ကိုတန်တရားဖြစ်မိနေပြီဗျာသူ့ရဲ့ဉာဏ်ရည်ကတကယ်ပဲဘလောက်အထိမြင်မာနေလဲဆိုတာသိရအောင်ဒီနေ့တော့သူ့အတွက်အရန်ရုပ်ရှင်တဲ့ဝင်းကပါသေးလေးတစ်ခုပြင်ဆင်ပေးထားပါတယ်ဒီဝင်းကပါရဲ့အဆုံးမှာတော့သူ့အကြိုက်ဆုံးပစွန်ကြီးတစ်ကောင်ထည့်ပေးထားတာပေါ့ကျွန်တော်ရဲ့မူလအစီအစဉ်ကတော့သူ့ပိုက်လုံးထဲကိုတိုးဝင်ပြီးပစွန်သားကိုယူမဲ့အချိန်ကျမှကြံတဲ့ပိုက်လုံးအပိုင်းကိုဆက်လိုက်ပြီးဝင်းကပါထဲကနေသူ့ဘလို့ပြန်ထွက်မလဲဆိုတာကြည့်မလို့ပါဒါပေမဲ့ရေပွဲကြီးကကျွန်တော်လက်ထဲမှာကင်ထားတဲ့ကြံတဲ့ပိုက်လုံးတစ်ဝက်ကိုမြင်သွားတဲ့အခါမှာတော့တုတ်ဆိုင်သွားပါတယ်မူလကတော့ပိုက်လုံးနဲ့တိုးဝင်ဖို့ပြင်နေတာနောက်ကျတော့သူ့လက်တံတွေပြန်ထွက်လာရောအဲ့ဒီနောက်မှာတော့သူကလုံးဝမတူညီတဲ့နီလန်အစ်တစ်ခုကိုရွေးချယ်လိုက်ပါတယ်သူကပထမဆုံးသူ့လက်တံရဲ့အသေးဆုံးပိုင်းနဲ့ပိုက်လုံးရဲ့ကြားပေါက်လေးတွေကိုရှိုးဝင်ပြီးတော့အဲ့ဒီပစွန်သားကိုအပြင်ဘက်ကိုတဖြည်းဖြည်းချင်းလှမ်းဆွဲထုတ်နေတာဗျဆွဲထုတ်နေရင်းနဲ့လည်းကျွန်တော်ကိုလှမ်းကြည့်နေသေးတာမဟုတ်ဘူးလေမင်းကလည်းပုံမှန်တိုင်းမလုပ်ဘူးပဲတခြားရေပွဲတွေဆိုရင်ပိုက်လုံးတွေကိုတိုးဝင်ပြီးယူကြတာမဟုတ်ဘူးလားမင်းကြမှာဘာလို့အပြင်ဘက်ကနေလှမ်းနိုင်နေရတာလဲအဲ့ဒီနောက်မှာတော့သူကမဆက်ရသေးတဲ့ဒီပိုက်လုံးဝင်ကပါကိုတဖြည်းဖြည်းချင်းလက်ပတ်ပြီးတော့တဲချလိုက်ပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကနှိမ့်ကွေ့တယ်ဆိုပေမဲ့တဖြည်းဖြည်းချင်းနဲ့ဆန်းတက်နေတာပေါ့ပြီးတော့ပစွန်ရဲ့ဒီနေရာကပိုက်လုံးရဲ့စောင်းနေတဲ့ထောက်ကွာဝေးလိုက်ပြောင်းလဲမှုပေါ်မူတည်ပြီးပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသူလေးမိသွားပါတယ်ဟုတ်ပါတယ်သူကဒီပိုက်လုံးကိုအောက်ဘက်ကိုစောက်ထိုးလန်ချလိုက်တာပြနောက်ပြီးပိုအံ့ဩဖို့ကောင်းတာကဒီပစွန်သားကပိုက်လုံးဝအထိရောက်လာပြီးလက်တကန်းကွာကိုရောက်နေပြီဗျအဲ့ဒီလိုအချိန်မှာသူကကျွန်တော်ရှိတင်ပိုက်လုံးကိုလွှတ်လိုက်ပြန်ရောသူသာဆိုရင်ဒီပစွန်သားကိုအလွယ်တကူထုတ်ပြီးစားလို့ရနေတာကိုလုံးဝမစားဘူးပြပြီးတော့ကျွန်တော်စီတကူတကလာပြီးတော့တောင်နှုတ်ဆက်လိုက်သေးတယ်မဟုတ်ဘူးဒီကောင်ကတကယ်ပဲရေတတော်ဟုတ်ရဲ့လားဗျသူ့ရဲ့မျက်လုံးတွေထဲမှာကျွန်တော်ကိုစကလန်ပြောချင်နေတဲ့ပုံစံကိုကျွန်တော်ဘာလို့မြင်နေရတာလဲမသိဘူးကျွန်တော်ကိုနှုတ်ဆက်ပြီးတဲ့နောက်မှာတော့သူကဘာမှမဆိုင်မတော်ပဲပိုက်လုံးကိုဆွဲကင်ပြီးပစွန်ကြီးကိုအလွယ်တကူပဲယူသွားပါတော့တယ်ကဲဗျဒီတစ်ခေါက်ရေပွဲကိုဝင်းကပါထဲပိတ်ပြီးဝင်းကပါထဲကနေသူဘယ်လိုလွတ်မြောက်မလဲဆိုတဲ့ကျွန်တော်ရဲ့အစီအစဉ်ကတော့လုံးဝကြီးကိုကြာရှုံးသွားခဲ့ရပါပြီဗျ